အဖွဲ့အစည်းတစ်ခုခုကခန့်အပ်လိုက်လို့ယာဒူးရလာတာမျိုးမဟုတ်ဘဲနဲ့ပါတီရဲ့နောက်ွယ်ကနေကြိုးကိုင်နဲ့အာဏာကိုသိမ့်ပိုက်ရရှိလာခဲ့တဲ့သူသစ္စာကနေဆိုအခွင့်အရေးပေးလို့ရှိပြီးမေးခွန်းထုတ်တာနဲ့အမိတ်မနာခံတာလုပ်တဲ့သူရှိရင်ရက်စက်တဲ့နှိမ့်ဆက်မှုမျိုးစုံနဲ့တေတံကိုပါပေးခဲ့တဲ့အပြင်တိုင်းသူပြည်သားတွေကိုတန်လက်သီးစနစ်နဲ့အုပ်ချုပ်ခဲ့တဲ့အာဏာရှင်ငယ်စဉ်ကတည်းကသူကိုယ်တိုင်ဖိနှိပ်ခံရတာတော့ကိုချင်းမစာနိုင်ခဲ့တဲ့အပြင်ငါ့ကိုဘယ်သူမှမကယ်တင်ရင်ငါတော့ငါရုန်းကန်ရမယ်ငါ့ကိုဘယ်သူမှမချစ်ရင်ငါအာဏာရှိမှရမယ်ဆိုတဲ့ဝါဒစိုးကြီးကိုသာလက်ကင်တို့တပွဲမြင့်မြတ်ကင်တဲ့စေတံသမဟုတ်စရန်ဟူစိန်လို့ပြောလိုက်တာနဲ့60ကျော်ခုနှစ်လောက်ထိမွေးဖွားခဲ့တဲ့သူတွေကတော့အထွေအထူးပြောစရာမလိုအောင်ကိုဒီနာမည်ကိုယဉ်ကျေးပူပြီးသားဖြစ်မှာပါကိုအီရတ်နိုင်ငံတစ်ကရစ်မြို့အနီးမှာရှိတဲ့အဲအော်ဂျာဆိုတဲ့ဆင်းရဲတဲ့ရွာငယ်လေးမှာနေထိုင်ကြတဲ့တိုးချောင်းသားလက်သမားမိသားစုကနေ1938ခုနှစ်ဧပြီ28ရက်နေ့မှာမွေးဖွားခဲ့တဲ့သူ့ရဲ့မွေးစားတာကန်ခေးတယ်လို့ဆိုရမလားပဲသူမမွေးခင်မှာဖခင်ဖြစ်သူကပျောက်ချင်းမလားပျောက်သွားခဲ့ပြီးကွယ်လွန်ခဲ့တဲ့အပြင်အခုဖြစ်သူကလည်းကွယ်လွန်သွားခဲ့ပါတယ်အဲ့ဒါဒီကြောင့်မိခင်ဖြစ်သူကစိတ်အလွန်ထိခိုက်ခဲ့ရပြီးမွေးဖွားလာမယ့်ဒီကလေးကိုဖျက်ချဖို့နဲ့တက်တည်ဖို့အထီတောင်စ조사ခဲ့ဖို့တယ်လို့လည်းဆိုပါတယ်သူ့ကိုမွေးပြီးတိတ်မကြခင်မိခင်ဖြစ်သူကနောက်အိမ်တော်အစ်စ်ထူထောင်ခဲ့တာကြောင့်မွေးကင်းစားအရွယ်စတဲ့ဟာလူလောကကိုစတင်ခြေလန်းလှမ်းစဉ်အခါမှာပဲပထွေးဖြစ်သူနဲ့တွေ့ဆုံမှုဖြစ်လာခဲ့တယ်။ကဲဆိုးစော်နဲ့ပဲစရန်ဟာရွယ်သူကလေးတွေနဲ့အတူကြောင်းတက်ခွင့်မရခဲ့ပဲတလိမ့်ဆန်ကြောင်းတာပစ္စည်းခိုးတာတွေကိုအတင်းအကျပ်ဆေးခိုင်းခြင်းခံခဲ့ရပြီးတော့စိတ်အလိုမကြတိုင်းကြောခေါ့နေအောင်ရိုက်နှက်နှိပ်စက်တဲ့ပထွေးဖြစ်သူကြောင့်အမြဲလိုထိတ်လန့်မုန်းတီးမှုတွေနဲ့အိပ်စက်ခဲ့ရပြီးတော့မြစ်တာငတ်မှုနေတဲ့ကလေးတစ်ယောက်ဖြစ်လာခဲ့တယ်။အဲ့လိုနဲ့သူ့အသက်10နှစ်ပြည့်အရွယ်လောက်မှာတော့စိတ်ဆက်မှုတွေကိုဘလို့မှတီးမခံနိုင်တော့တာကြောင့်အိမ်ကနေထွက်ပြေးခဲ့ရပြီးတော့ဘက်ကရက်မြို့မှာရှိတဲ့သူ့ဦးလေးဖြစ်သူထံကိုတွားရောက်နေထိုင်ခဲ့တယ်။ဦးလေးဖြစ်သူကအာရက်အမျိုးသားရေးစိတ်သက်ပြင်းထန်သူတစ်ယောက်ဖြစ်ပြီးတော့စရန်ကိုလည်းပညာသင်ပေးခဲ့တယ်လို့တိတခြားစန့်ကျင်ရေးနဲ့နိုင်ငံရေးစိတ်သက်တွေကိုပါရိုက်သွင်းပေးခဲ့ပါတယ်။စရန်ဟာအသက်10နှစ်မှစပြီးတော့ပညာသင်ကြားခွင့်ရခဲ့ပေမဲ့လည်းလိုချင်စိတ်ပြင်းထန်လွန်းတာကြောင့်ဘက်ကရက်မြို့ကအထက်တန်းကျောင်းကိုပါတက်ရောက်ခွင့်ရလာခဲ့တယ်။အဲ့လိုနဲ့သူ့အသက်20အရွယ်1958ခုနှစ်မှာတော့ဘက်သက်ပါတီတဲကိုဝင်ရောက်ခွင့်ရလာခဲ့ပြီးတော့နောက်ထပ်2နှစ်အကြာ1959ခုနှစ်မှာအီရတ်ဝန်ကြီးချုပ်ဟောင်းကာဆင်ကိုလုပ်ကြံမှုစ조사တဲ့အဖွဲ့ထဲမှာပါဝင်ခဲ့တယ်။ဒါပေမဲ့လုပ်ကြံမှုအထမမြောက်ခဲ့ပဲဒဏ်ရာရရှိကဆီးရီးယားနဲ့အီဂျစ်နိုင်ငံတွေစီထွက်ပြေးပေါ်အောင်ခဲ့ရတယ်။ဒီအချိန်ကအသက်အငယ်ဆုံးဖြစ်တဲ့ဆရန်ဟာတက်ရဲဖြစ်ရဲပြီးကြောင်ရုံမှုမရှိတဲ့သူ့ရဲ့အသွင်ပြေနေကြောင်းပေါ်အောင်နေစီအတွင်းမှာပဲပါတီမှာနာမည်ကျော်ဖြစ်လာခဲ့တယ်။အဲ့လိုနဲ့1963-64ခုနှစ်မှာဘက်သက်ပါတီအာဏာရလာတဲ့အခါမှာတော့အီရတ်ကိုပြန်လာခဲ့ပေမဲ့အာဏာမရှိတာကြောင့်ဖမ်းဆီးထောင်ချခြင်းခံခဲ့ရတယ်။ထောင်ထဲမှာအချိန်ကာလတစ်ခုထိနေပြီးတော့2နှစ်ကျော်1966ခုနှစ်မှာတော့ထွက်ပြေးလွတ်မြောက်ခဲ့တယ်။လွတ်မြောက်လာပြီး2နှစ်အကြာ1968ခုနှစ်ဇူလိုင်လမှာတော့ဆရန်ဟာဘက်သက်ပါတီနဲ့အတူအာဏာသိမ်းပွဲမှာထပ်မံပေါဝင်ခဲ့ပြီးတော့အီရတ်နိုင်ငံရဲ့ဒုတိယသမ္မတဖြစ်လာခဲ့တယ်။လက်ထက်အာဏာရလာချိန်မှာတော့သူဟာနိုင်ငံရဲ့လုံခြုံရေးနဲ့ထောက်လှမ်းရေးတပ်ဖွဲ့တွေအကုန်လုံးကိုချုပ်ကင်ထားပြီးတော့အီရတ်သမ္မတဘာကာကိုကျမ်းမာရေးအကြောင်းပြကယာရူးကနှုတ်ထွက်ခိုင်းခဲ့ပြန်ပါတယ်။ဆရန်သမ္မတဖြစ်ပြီး6ရက်အကြာ1989ခုနှစ်ဇူလိုင်22ရက်မှာတော့အစိုးရဆုံးအလုပ်တစ်ခုကိုစတင်ခဲ့တယ်။အဲ့ဒါကတော့သူ့ကိုသစ္စာမရှိဘူးလို့ယူဆရတဲ့ပါတီဝင်68ဦးရဲ့နာမည်တွေကိုတယောက်ချင်းစီအော်ခေါ်လိုက်ပြီးတော့နာမည်စင်းပါဝင်နေသူတွေကိုညီလာခံခမ်းမတွေကနေချက်ချင်းဆွဲခလို့ကပြီးတော့ထောက်သွင်းအကျဉ်းချတာတွေနဲ့ကွက်မြတ်တာတွေကိုရဲရဲတင်းတင်းလှုပ်လာခဲ့တဲ့အပြင်သူ့ကိုသစ္စာဖောက်ရင်သွေးဆိုးရမယ်ဆိုတဲ့အကြောက်တရားကိုအသုံးချပြီးတော့အကျွင့်မဲ့အာဏာကိုတိစောက်ခဲ့ပါတယ်။အာဏာရစအချိန်မှာတော့အီရတ်နိုင်ငံရဲ့အဓိကထုတ်ကုန်ဖြစ်တဲ့ရေနံတွင်းကရတဲ့ငွေတွေကိုအသုံးပြုပြီးတော့အရှိအလဲပိုင်းမှာအကောင်းဆုံးလို့ဆိုလို့ရမယ်ပညာရေးနဲ့ကျန်းမာရေးစနစ်ကိုတည်ထောင်ခဲ့တဲ့အပြင်ပညာရေးရဲ့ဘယ်အဆင့်မှာမဆိုသင်ကြားဝင်အခမဲ့နဲ့စာမတက်သူပပျောက်ရေးစီမံကိန်းတွေလုပ်ခဲ့တာကြောင့်လည်း UNESCO ရဲ့ဆုတွေကိုတောင်ရခဲ့ပါသေးတယ်။အဲ့ဒါအပြင်အခြေခံအဆောက်အုံတွေဆေးရုံတွေလက်ထထားတွေလျှက်စစ်မီးနဲ့ရေပေးဝေတာတွေကိုပါတိုးတက်အောင်လှုပ်ဆောင်ပေးခဲ့ပါတယ်။အဲ့ဒါတွေကြောင့်ပဲအီရတ်မှာရှိတဲ့အမျိုးသမီးအများစုဟာလည်းပညာတက်မြောက်ခဲ့ကြပြီးတော့အမျိုးသမီးဆရာဝန်အင်ဂျင်နီယာနဲ့ရှေ့နေတွေအများကြီးပေါ်ထွက်လာခဲ့တယ်။တစ်ဖက်ကကြည့်ရင်ဆရန်ဟာပြည်သူတွေအပေါ်ကောင်းတဲ့သမ္မတဖြစ်ခဲ့ပေမဲ့လည်းသူ့ရဲ့အုပ်ချုပ်မှုပုံစံဟာစုပေးတဲ့မိစနစ်ကိုအခြေခံတာကြောင့်တစ်ဖက်မှာနိုင်ငံကိုခင်မီအောင်တိစောက်ပြတယ်လို့တခြားတစ်ဖက်မှာလည်းအကြောက်တရားနဲ့ဖိနှိပ်အုပ်ချုပ်ခဲ့ပါတယ်။ဆရန်ဟာသူ့ကိုစန့်ကျင်မဲ့အလားအလာရှိသူမှန်သမျှကိုထောက်လန်းခွင့်ရတဲ့တုံးပြီးတော့စောင့်ကြည့်တာတွေနှိပ်စက်တာတွေအပြင်အဖြစ်ရှိရသူမိသားစုဝင်တွေကိုပါဖမ်းဆီးနှိပ်စက်တာတွေလုပ်လို့ရှိတာကြောင့်ပြည်သူတွေဟာတော်လှန်မှုထက်မိသားစုဘေးကင်းရေးကိုသာရှေ့ရှုခဲ့ရတယ်။အဲ့ဒါအပြင်အဓိကအာဏာရှိတဲ့ယာရုနေရာတွေကိုသူ့ရဲ့ဆွေမျိုးတွေနဲ့ဆူနီလူမျိုးတွေကိုပဲတာဝန်ယူခိုင်းခဲ့ပြီးတော့ရှီရိုက်နဲ့ကပ်လူမျိုးတွေကိုအမြဲတမ်းဖိနှိပ်ခဲ့ကနိုင်ငံသားတိုင်းရဲ့စိတ်ထဲမှာဆရန်ဟူစိန်ဒီသာအီရတ်ရဲ့ကယ်တင်ရှင်လို့ဆွဲထင်နေအောင်လုပ်ခဲ့ပြီးတော့အီရတ်နိုင်ငံရဲ့လမ်းစုံလမ်းကွာတွေအစိုးရရုံးတွေနဲ့အိမ်တိုင်းလိုမှာသူ့ရဲ့တပ်ပုံတွေရုပ်ထုတွေကိုထားရှိစေခဲ့ပြန်ပါတယ်။အဲ့ဒါအပြင်အာဏာရပြီးတစ်နှစ်ခန့်အကြာ1980ခုနှစ်လောက်မှာတော့နယ်မြေအငင်းပွားမှုဘာသာရေးကရတီနဲ့ဒေတာရင်းခေါင်းဆောင်ဖြစ်လို့မှုတွေကြောင့်1980ပြည့်နှစ်စက်တင်ဘာ22ရက်နေ့မှာဆရန်ဟူစိန်ရဲ့အီရတ်စစ်တပ်ဟာအီရန်နိုင်ငံထဲကိုမြေပြင်ကောဝေဟင်းကပါအင်အားအလုံးရင်းနဲ့စတင်တိုက်ခတ်ခဲ့ပြီးတော့10နှစ်ကြာတဲ့တိုက်ပွဲကြီးကိုစတင်ခဲ့ပါတယ်။အဲ့ဒီစစ်ပွဲတွေကြောင့်ပဲအိမ်တိုင်းလိုကအမျိုးသားတွေကရှေ့တန်းထွက်ခဲ့ရပြီးတော့အမျိုးသမီးတွေကအိမ်တောက်တာဝန်
ကိုထမ်းဆောင်ခဲ့ရတာကြောင့်စီးပွားရေးနဲ့လူမှုရေးတွေများစွာထိခိုက်ခဲ့ရတယ်။အဲ့ဒါအပြင်အဲ့ဒီစစ်ပွဲကြောင့်မိသားစုတိုင်းလိုမှာတားချင်းတွေအများအပြားတည်ဆုံခဲ့ရတယ်။အဲ့လိုဖြစ်ရတဲ့ကြောင့်ပဲအီရန်စစ်စတင်ပြီး2နှစ်အကြာ1982ခုနှစ်ဇူလိုင်10ရက်နေ့မှာတော့ဆာရန်ကိုမကြိုက်တဲ့သူတွေကလူကြီးမြို့မှာစီယုံဟောပြောပွဲလုပ်နေတဲ့အချိန်တက်နဲ့ဝိုင်းဝန်းပစ်ခတ်ခဲ့ကြတယ်။နိုင်ဝက်နီးပါးပစ်ခတ်ပြီးတဲ့နောက်မှာတော့ဆာရန်ဟာအသက်မသေးပဲထွက်ပေါ်လာခဲ့ပြီးတော့မြို့သား140ကျော်နဲ့ထောင်နဲ့ချီတဲ့တနက်သမားမိသားစုဝင်တွေကိုတပ်ဖြတ်ကနယ်ပြည်တွေကိုမီးရှို့ဖျက်ဆီးပြခဲ့ပြီးအကြောက်တရားဖြစ်လာအောင်ပြသခဲ့ပြန်ပါတယ်။အဲ့ဒါကြောင့်ပဲပြည်သူကအစိုးရကိုကြောက်ရွံ့ခဲ့ရကဂျိုရု TV နဲ့အင်တာနက်တွေကိုတားမြစ်လိုက်တာတွေနဲ့သူ့ကိုချီးမွမ်းတဲ့အစိုးရမီဒီယာတချို့ကိုပဲတရားဝင်ပြသခွင့်ပေးပြီးတော့သတင်းအမှောင်ချခဲ့ပြန်ပါတယ်။အဲ့လိုနဲ့1988ခုနှစ်အကျိုးမရှိတဲ့အီရတ်စစ်ပွဲအပြီးမှာတော့အီရတ်မြောက်ပိုင်းကကက်ရှ်လူမျိုးအများစုတွေကအီရန်ကိုကူညီခဲ့ကြတာတွေကြောင့်ပြည်ရင်းကတစ်ဆက်ပေါက်တွေလို့ယူဆပြီးတော့ကက်ရှ်ကျွေးရပေါင်း4000ကျော်ကိုမြေလံပျက်စီးတာတွေအပြင်ရွာသားတွေကိုဖမ်းဆီးတနက်နဲ့အစုလိုက်အပြုံလိုက်ပစ်ခတ်တက်ခဲ့ပြီးတော့မြေကျွေးနေတဲ့ကိုစုပုံမြုပ်နေတာတွေအပြင်1988ခုနှစ်မတ်လမှာအီရတ်ကမြောက်ပိုင်းနယ်မြေတစ်ခုဖြစ်တဲ့ဟာလဂျာမြို့ကိုအစိမ့်ငွေပုံတွေနဲ့တိုက်ခိုက်ခဲ့ပြီးတော့လူမျိုးတုံးတပ်ဖြတ်မှုကိုလည်းပြောင်ပြောင်တင်းတင်းကျူးလွန်ခဲ့ပြန်ပါတယ်။အဲ့လိုဖြစ်ရတဲ့ကြောင့်ပဲကက်ရှ်လူမျိုးပေါင်း9000ကနေ2သိန်းနီးပါးအထိတေဆုံးခဲ့ကြပြီးအပြစ်မဲ့တဲ့ကလေးငယ်တွေတက်ကြီးရွယ်အိုတွေနဲ့အမျိုးသမီးများစွာတည်ကြည်ပျက်စီးခဲ့ရတယ်။အဲ့ဒီပြီးရနောက်ရက်စက်မှုတွေကိုဇက်တိုက်လှုပ်လာခဲ့ပြီးတော့ချင်းငွေထုတ်ချေးပေးထားတဲ့မျက်နှာကိုမှမထောင်အီရန်ကိုထောက်ပံ့ပြီးတော့အီရတ်ရဲ့ဈေးနဲ့ဈေးကွက်ကိုဖျက်တယ်ဆိုတဲ့ဆွဆွဲချက်တွေအပြင်နိုင်ဆက်စည်းမျဉ်းကိုကြော်ပြီးတော့ရေနံထုတ်ယူပါတယ်ဆိုတဲ့ဆွဆွဲချက်များစွာနဲ့ချင်းငွေထုတ်ချေးပေးခဲ့တဲ့ကူဝိတ်နိုင်ငံကို1990ခုနှစ်ဩဂတ်လမှာစစ်မျက်နှာပြင်ဖွင့်က2ရက်ထဲနဲ့နိုင်ငံတစ်ခုလုံးကိုကျူးကျော်သိမ်းပိုက်ခဲ့ပြီးတော့အီရတ်ရဲ့19ခုမြောက်ပြည်နယ်အဖြစ်တရားဝင်ကြေညာခဲ့ပါတယ်။အဲ့ဒါတွေကြောင့်ပဲကုလသမဂ္ဂအဖွဲ့နဲ့အမေရိကန်ဦးဆောင်တဲ့မဟာမိတ်နိုင်ငံ30စုပေါင်းပြီးတော့1992ခုနှစ်ဇန်နဝါရီလ18ရက်နေ့မှာ Operation Desert Storm ဆိုတဲ့စစ်စင်ရေးနဲ့ကူဝိတ်မှာရှိတဲ့အီရတ်တပ်တွေကိုပြန်လည်တိုက်ထုတ်ခဲ့ပြီးတော့ကူဝိတ်ကိုပြန်လည်ရယူခဲ့တဲ့အပြင်စီးပွားရေးအရာပိတ်ဆို့မှုတွေအပြင်းထန်လုပ်ခဲ့တာကြောင့်နိုင်ငံဟာချွတ်ချုံကျခဲ့ရတယ်။အဲ့ဒါအပြင်အီရတ်ဒိုင်နာငွေကြေးဟာလည်းတန်မိုးမရှိသလောက်ဖြစ်ပွားခဲ့ရပြီးတော့ရခိုင်ကလောက်ငှဖူးလုံခဲ့တဲ့အစိုးရတရားရဲ့လာစာဟာကြက်ဥတကက်ဝယ်ဖို့တော့မလောက်ငှတဲ့အခြေအနေကိုပြောင်းလဲလာခဲ့ပြီးတော့ပြည်သူတွေကအစိုးရကပေးတဲ့မလောက်ငှတဲ့စံစီကျုံအနေငယ်ပေါ်မှာသာအသက်ဆက်ခဲ့ရတယ်။အဲ့လိုအနေအထားတွေကြောင့်ကျန်းမာရေးစနစ်ပြိုလဲလာခဲ့ရပြီးတော့ဆေးဝါးနဲ့တန်ရှင်းရည်မလုံလောက်ခဲ့တာကြောင့်ကလေးငယ်ပေါင်းသိန်းနဲ့ချီပြီးတော့အာဟာရချို့တဲ့ကတေဆုံးခဲ့ရပြန်တယ်။အပြင်ပန်းကကြည့်ရင်တည်ငြိမ်နေတဲ့အထင်ခဲ့ရပေမဲ့ပြည်ရင်းမှာတော့ပြည်သူတွေဟာငတ်မွတ်ခေါင်းပါမှုတွေအကြောက်တရားတွေနဲ့ရှင်သန်ခဲ့ရတယ်။နိုင်ငံတကာရဲ့ PR တွေဘလောက်များနေပါစေဆာရန်နဲ့သူ့မိသားစုဟာသုံးမကုန်တဲ့စားစရာတွေသုံးစရာတွေနဲ့တောင့်ခံနိုင်ခဲ့ပါတယ်။အဲ့ဒါကြောင့်ပဲအီရတ်တောင်ပိုင်းကရှီရိုက်လူမျိုးစုတွေနဲ့မြောက်ပိုင်းကကက်ရှ်တွေဟာလည်းဆာရန်ကိုဖြုတ်ချဖို့တော်လှန်ပုံကန်ခဲ့ကြတယ်။ဆာရန်ဟာလည်းသူ့ရဲ့သစ္စာကဏ္ဍနဲ့အတူပူးပေါင်းပြီးတော့တော်လှန်သူပေါင်းတောင်းချီကိုရဲဆက်တပ်ပြတ်ခဲ့တဲ့အပြင်ပုံငယ်သူတွေပေါအောင်လို့မရအောင်အိမ်ယာမစိန်တော်မြေကြီးတွေကိုလည်းရေဖောက်ထုတ်ပြီးတော့မြေလံဖျက်ဆီးတာတွေလုပ်ခဲ့တာကြောင့်တဘာဝပတ်ဝန်းကျင်ထိခိုက်ခဲ့ရပြီးတော့တဘာဝပတ်ဝန်းကျင်ဆိုင်ရာရာဇဝတ်မှုတစ်ခုလည်းဖြစ်ခဲ့ပါတယ်။အဲ့ဒါအပြင်ပြည်သူတွေငတ်မွနေချိန်မှာတော့နိုင်ငံတော်မှာစိန်ခံနန်းတော်90ကိုအကြီးအကျယ်တိစောက်ခဲ့ပြီးသူ့ရဲ့အရှိန်အဝါကိုပြသခဲ့ပြန်တယ်။အဲ့လိုနဲ့အမေရိကန်နဲ့ကုလသမဂ္ဂကအီရတ်မှာအစုလိုက်အပြုံလိုက်တည်စင်နေတဲ့လက်တက်ရှိနေတယ်လို့တန်တရားရှိခဲ့တဲ့ကြောင့်1998ခုနှစ်မှာလာရောက်စစ်ဆေးခဲ့ပေမဲ့လည်းဆာရန်ကကုလသမဂ္ဂလက်နက်စစ်ဆေးမှုတွေကိုအီရတ်ကနေနှင်ထုတ်ခဲ့တယ်။အဲ့ဒါအပြင်2002ခုနှစ်မှာသမရတက်တန်းတို့ကိုအတူရောင်လူထုဆန္ဒခံယူပွဲလုပ်ခဲ့ပြီးတော့ထောက်ခံမဲ့တရားရဂိုင်တို့ရတယ်လို့ကြေညာပြီးသူ့ရဲ့အာဏာရှင်စံမှုကိုကဘာကိုပြသခဲ့ပြန်ပါတယ်။ဒါပေမဲ့လည်းအမေရိကန်ဦးဆောင်တဲ့မဟာမိတ်တပ်တွေက2003ခုနှစ်မတ်လမှာအီရတ်ကိုကျူးကျော်ဝင်ရောက်လာခဲ့ပြီး2003ခုနှစ်ဒီဇင်ဘာမှာ Operation Red Dawn လို့ခေါ်တဲ့စစ်စင်ရေးမှာဆာရန်ဟာသူ့ရဲ့ဇာတိမြေဖြစ်တဲ့တက်ဂရက်မြို့အနီးမှာရှိတဲ့မြေအောက်ချင်းငယ်လေးတစ်ခုမှာ6လကြာပေါင်းပြီးတော့ဖမ်းဆီးခြင်းကိုခံခဲ့ရတာပဲဖြစ်ပါတယ်။အဖမ်းခံရပြီးနောက်မှာတော့1982ခုနှစ်ကဒူချင်းရွာမှာလူပေါင်း140ကျော်နဲ့မိသားစုထောင်ကြီးကိုတက်ခဲ့တဲ့အမှုတွေနဲ့တရားစွဲဆိုခံခဲ့ရပြီးတော့2006ခုနှစ်ဒီဇင်ဘာ30ရက်နေ့မနက်ခင်းမှာလူသားမျိုးနွယ်အပေါ်ပြစ်မှုကျူးလွန်တာတွေကြောင့်ကျိုးပိကွက်မြက်ခြင်းခံခဲ့ရတယ်။ဒါလေးကတော့အီရတ်နိုင်ငံကို24နှစ်ကြာအုပ်စိုးခဲ့တဲ့အာဏာရှင်ဆဒမ်ဟူစိန်ရဲ့ဘဝဖြတ်သန်းခဲ့ပုံတစ်စိတ်တစ်ပိုင်းအကြောင်းအရာလေးဖြစ်ပြီးတော့အကြောက်တရားပေါ်မှာအခြေခံထားတဲ့ဘလို့လုပ်ငန်းနယ်ပယ်ကအုပ်ချုပ်ရေးမဆိုရရှိမမြဲနိုင်ဘူးဆိုတာရဲ့ဝေဖန်အကြံပြုချက်တွေကိုပိတ်ပင်ထားတဲ့ခေါင်းဆောင်တွေဟာဆိုရင်လည်းလက်တွေ့အခြေအနေမှန်နဲ့ကင်းကွာလာမှာဖြစ်ပြီးတော့မှားယွင်းတဲ့ဆုံးဖြတ်ချက်မျိုးချမိလာနိုင်ကနောက်ဆုံးမှာတော့ကိုယ်တိုင်ထောက်ချောက်တဲ့ဝင်မိတာမျိုးဖြစ်နိုင်တယ်ဆိုတဲ့သင်ခန်းစာလေးရရှိစေခဲ့တဲ့ဆိုတာပြောကြရင်းနဲ့ပဲဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရစေ။ကြည့်ရှုပေးကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။